Kati bawa sura yongchi ayue Dono ka dona ya dobo wamwe Dawe yume na ya tena inenda Ita no dona ya dota leta အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မြောက်ပေးသွားမယ့်အကြောင်းအရာတော့ဒီဧပြီလ24ရက်နေ့အထိပေါ့မန္တလေးငလျင်ဘေးအတွက်ရှာဖွေကယ်ဆယ်ရေးနဲ့ဒီကန်ဒီတော်ရေးလုပ်ငန်းတွေကိုဒါလက်ဆောင်နေကြတဲ့နတ်ဆက်ကအစိုးရအဖွဲ့ဒါလက်ဆောင်ဖြစ်တဲ့နဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့သုံးသပ်မြောက်တော့ဖြစ်ပါတယ်ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့ဒါပြောမှဆိုလို့ရှိရင်ဒါအရင်တစ်ခေါက်ဒါဗီဒီယိုမှာတုန်းကလည်းပဲဒါဒီအင်အားပြည့်နေပေါ့လေဒါမန္တလေးငလျင်ကြီးကြောင့်မလို့ဒါလူကြီးကဘယ်လောက်ထိဒါပြေဆုံးခဲ့ရတယ်ဒါဘယ်လောက်ထိထိခိုက်ဒဏ်ရာရပြီးတော့ဒါဘယ်လောက်ထိဒါဒီပျောက်ဆုံးတယ်ပေါ့ပြီးတော့ဒီအဆောက်အဦတွေဒါဘယ်လောက်ထိပျက်စီးခဲ့ရတယ်ပြီးတော့ဒီနိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့တွေနဲ့ပူးပေါင်းပြီးတော့ဒါဘယ်လိုမျိုးလောက်ဆောင်နေဖတ်တဲ့ပြင်ပေါ့လေဒါနဲ့ပတ်သက်ပြီးတော့အသေးစိတ်ပြပြခဲ့ပြီးဖြစ်ပါတယ်ဆိုတော့ဒီနေ့ဗီဒီယိုမှာတော့ဒီမန္တလေးငလျင်ကြီးကြောင့်ပေါ့လေဒါတိကိပစ္စည်းခဲ့ရတဲ့အတွက်ရှာဖွေကယ်ဆယ်ရေးနဲ့နူတောင်းရေးလုပ်ငန်းတွေကိုလောက်ဆောင်နေကြတဲ့ဒီအစိုးရအဖွဲ့ရပေါ့လေအဲဒီလောက်ဆောင်ချက်တဲ့အပေါ်မှာဒါကျွန်တော်ရဲ့အမြင်ချို့နဲ့အကြံပြုချက်တချို့ဒါပြပြတော့မှာဖြစ်ပါတယ်ဆိုတော့ဒီပထမဆုံးပြောချင်တာကတော့ဒီနတ်ဆက်ကအစိုးရရနေပေါ့လေဒါဒီမတ်လ28ရက်နေ့တုန်းကဒါဒီဖြစ်ခဲ့တယ်ပေါ့လေအင်အားပြင်းမန္တလေးငလျင်ကြောင့်မလို့ဒါတနိုင်ငံလုံးမှာပျက်စီးခဲ့ရတာတွေအတွက်ကူညီကယ်ဆယ်ရေးနဲ့ဒါပြန်တည်ထောင်ရေးလုပ်ငန်းတွေကိုဒါပြင်းပြထန်ထန်လောက်ဆောင်နေတဲ့အပြင်တမလို့နည်းကလည်းပြန်တည်ထောင်ရေးနဲ့ကယ်ဆယ်ရေးလုပ်ငန်းတွေကိုဒါအချိန်အဟုန်နဲ့ဒါဆောင်ရွက်နိုင်ဖို့အတွက်2025ခုနှစ်ဧပြီလ2ရက်နေ့ကနေ22ရက်နေ့အထိကိုပေါ့လေယာယီပိတ်ခတ်တိုက်ခတ်မှုရစီကာလဆိုပြီးတော့ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ဒါကဒီပထမတစ်ချိန်ပေါ့လေပြီးတော့ဒီပြန်တည်ဆောက်ရေးနဲ့ထူထောင်ရေးလုပ်ငန်းတွေကိုဒါပို့ပြီးတော့မြန်ဆန်ဆန်ဒါလောက်ဆောင်နိုင်ဖို့အတွက်ဆိုပြီးတော့2025ခုနှစ်ဧပြီလ23ရက်နေ့ကနေ30ရက်နေ့အထိယာယီပိတ်ခတ်တိုက်ခတ်မှုရစီကာလကိုထပ်ပြီးတော့တွန်းမြင့်ခဲ့တာဖြစ်ပါတယ်။နောက်တစ်ချက်ကဘာလဲဆိုတော့ဒီသူတေတွေရဲ့ဒါအစိုးရပေါ့လေဒါတဘာဝဘေးရန်တွေနဲ့ဒါကြုံရမှာဆိုလို့ရှိရင်ဒါတဘာဝဘေးရန်တွေစီမံခန့်ခွဲမှုကိုအဆင့်40နဲ့ဒါလောက်ဆောင်တင်တယ်လို့ဒါဆိုထားတာပဲဖြစ်ပါတယ်ဒီပထမတစ်ဆင့်ကဒါဘာလဲဆိုလို့ရှိရင်ဒါကျိုးရင်တစ်ဆင့်နဲ့ဘိုင်းပေါ့လေဒီဘိုင်းကဒါဘာကိုဆိုလိုတာလဲဆိုလို့ရှိရင်ငလျင်ဘေးဒါကြားရတဲ့အခါမှာဒီဆောင်ရန်ရှောင်းရန်အချက်တွေကိုပေါ့လေဒါကြိုးပြီးတော့ဒါတိကျတင်နေလို့ဒါဆိုတာဖြစ်ပါတယ်ပြီးတော့ဒီတနင်္လာကြီးခင်ပြင်လိုက်ပေါ့လေဒါဒီ emergency operation center တွေထားရှိပြီးတော့လုပ်ငန်းတွေကိုဒါကြိုတင်ပြင်ဆင်ရမှာဖြစ်ပါတယ်ဒုတိယတစ်ချက်ကတော့ဘာလဲဆိုတော့ဒီအန်ဒီရှော့ချခြင်းအပိုင်းပေါ့ဒီပိုင်းကဒါဘာကိုဆိုရဲဆိုလို့ရှိရင်အဆောက်အဦတွေကိုလေစပြီးတော့ဒီစောက်စဉ်ကလေးရပင်ဒါဒီစံချိန်စံနှုန်းနဲ့ပေါ့လေဒါကိုက်ညီမှုရှိမရှိကိုဒါစစ်ဆေးရမှာဖြစ်ပါတယ်ဆိုလိုချင်တာဘာလဲဆိုလို့ရှိရင်ဒါဒီငလျင်ဘေးတော့ပေါ့လေအဆောက်အဦကိုစပြီးတော့ဒီစောက်စဉ်ကာလကလေးရပင်ဒါငလျင်ဘေးပေါ့လေအန်ဒီဒါခံနိုင်ရှိမရှိကိုဒါဒီပညာမြင့်စစ်ဆေးဖို့ဒါလိုအပ်တာဖြစ်တယ်လို့ဆိုလိုတာဖြစ်တယ်ဆိုတော့ဒီနောက်တစ်ချက်ကဒီတတိယတစ်ချက်ပေါ့လေဘာလဲဆိုလို့ရှိရင်တော့ဒါဒီ response ပေါ့လေဒါအချိန်မီတုံ့ပြန်ခြင်းအပိုင်းဒီဘက်တော့ဒါနှစ်ပိုင်းထပ်ပြီးတော့ရှိရဖြစ်တယ်ဒီ first response ဆိုတဲ့ဒီမိမိ